ထာဝရငြိမ်သွားဖို့ဦးဇင်းတို့နဲ့ဒီရိုဟင်ဂျာဆိုတဲ့လူမျိုးစုဟာအခုကလေးကနေလာတဲ့အချိန်မဟုတ်ပါဘူး။ဟိုးဒညဝတီဘရင်ခေတ်ကလေးကနေလာကြတဲ့အချိန်တွေမှာအရှင်ခါမျိုးဆိုတာကပြဿနာဆိုတာကဒါလူတဦးတယောက်နဲ့တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုးပြဿနာမဟုတ်ပါဘူး။ဦးဇင်းတို့တွေညီကိုတွေမောင်နှမတွေမိသားစုတွေမှာလည်းပြဿနာတွေရှိကြတာပါပဲလူတိုင်းကတော့ဒါတိုင်းရင်းသားဦးနဲ့တူဘာသာတစ်ခုနဲ့တစ်ခုဖြစ်တာမဟုတ်ပါဘူး။ဘာသာတစ်ခုတည်းမှာလည်းဦးဇင်းတို့အခုဗုဒ္ဓဘာသာတွေမှာလည်းတယောက်အကြံဖတ်တယောက်သက်ဖြတ်တယောက်အနိုင်ယူတယောက်အနိုင်ကျင့်အဲ့လိုမျိုးတွေဖြစ်လာတာတွေ့ရပါတယ်။အဓိကတော့ဒီဦးဇင်းတို့ဖြစ်စေချင်တာပေါ့သဘာဝငြိမ်းချမ်းမှုတရားရအောင်အတွက်လက်ရှိဒီပြည်သူတွေအနေနဲ့ရောတခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရောဦးဇင်းတို့ဗုဒ္ဓဘာသာယဟန်တော်တွေဖက်ကရောဦးဇင်းတို့ငြိမ်းချမ်းအောင်ဦးဇင်းတို့